အားလုံးပဲမင်္ဂလာပါရှင် Read with me channel လေးမှကြိုဆိုပါရရှင်ဒီ channel လေးကနေလူကြီးမိဘတို့နားတော်တာဆင်အပန်းဖြေနိုင်ရန်အတွက်စိတ်ဝင်စားဖွယ်ကောင်းသောဝတ္ထုတိုလေးများဝတ္ထုရှည်လေးများနှင့်ကလေးဝတ္ထုများအားဖပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီနေ့ဖပြပေးမဲ့ဝတ္ထုတိုကလေးကတော့ဆရာတစ္ဆာနီရေးသားထားသောကုံတိုင်ကြီးမှာလူပြောက်ချင်းဆိုသောကလေးဝတ္ထုများထဲမှကံကောင်းတယ်ဆိုတာဘာလဲဆိုတော့ဝတ္ထုတိုကလေးအားဖပြပေးမှာဖြစ်ပါတယ်ရှင်။နားတော်သားဆင်ပေးကြပါအောင်ရှင်။ကံကောင်းတယ်ဆိုတာဘာလဲ။တိရစ္ဆာန်ရုံကိုဘသူရောက်ဖူးကြတယ်လဲဟေ့။ဒုတိယတန်းဆရာမဒေါ်တူစာကမေးလိုက်သည်။သူ့အတန်းသူအတန်းသားတွေကတချို့ကရောက်ဖူးတယ်တချို့ကမရောက်ဘူးတယောက်တစ်ပေါက်ဆက်တဲ့ဖြင့်អော်ကြသည်ဒေါ်တူစာကသိပ္ပံနှင့်ပတ်ဝန်းကျင်လေ့လာရေးကိုသင်ကြားသောဆရာမဖြစ်သည်သူစာသင်ကျောင်းကမျိုးစွန်ဆင်းရဲသားရက်ွက်ကလေးမှရှိတော့နွမ်းပါသောကလေးများလာသည်ကဲမရောက်ဖူးတဲ့သူလက်ညှိုးထောင်ကြဟုပြောလိုက်တော့လက်ညှိုးထောင်တဲ့သူမှအယောက်20လောက်ရှိနေသည်ဒေါ်သူစာကမရောက်ဖူးတဲ့သူကိုမနှက်ဖြန်ကြောင်းပိတ်ရက်ကြရင်ဆီယာမကားနဲ့တိရစ္ဆာန်ရုံကိုခေါ်သွားမလို့ပဲဒါပေမဲ့မင်းတို့အားလုံးကိုတော့ဆီယာမလည်းမခေါ်နိုင်ဘူးကားကဆီယာမနဲ့မှ9ယောက်ပဲဆက်လိုက်မယ်ဟုပြောလိုက်တော့ထောင်ထားသောလက်ကလေးမှာစေချောင်းပဲရှိတော့သည်ညူညူဝင်းကအဲ့ဒီနေ့သူ့အမေနဲ့စပင်ကောက်လိုက်သွားမယ်ကြိုကျော်ကအိမ်ကတီဗီရလာတဲ့ဘောလုံးပဲကြည့်မယ်စိုးမင်းအောင်ကတော့သွားနာနေလို့အဲ့ဒီနေ့စီကံသွားပြရမယ်ချိုချိုလက်ကတော့အဖွားအိမ်သွားလည်းမလို့တဲ့အေးမြင့်အောင်ကတော့ကျူရှင်တက်ရမယ်နောက်9ယောက်ကတော့ဆီယာမနဲ့အတူတူမသွားချင်လို့ထင်ပါရဲ့ဆီယာမနဲ့တော်ရတာစိတ်ထဲမှာမလွတ်လပ်လို့ထင်ပါတယ်ဒေါ်တူစာကအိုး10ယောက်ဆိုတာလဲများသေးတာပဲငါက4ယောက်ပဲခေါ်နိုင်မှာငါနဲ့အတူမောင်မင်းစော်ကိုလည်းခေါ်မှဖြစ်မယ်။ तू ကအတန်းထဲမှာမော်နီတာဆိုတော့ထားခဲ့လို့မဖြစ်ဘူး။ကြံ3ယောက်ပဲရွေးရမယ်။ဟုပြောလိုက်တော့အခါလက်ထောင်ထားသော10ယောက်ထဲတွင်မောင်မင်းစော်လည်းပါပါသည်။မောင်မင်းစော်၏မိဘတွေကဆင်းရဲသည်အဖေကစိုက်ကားနှင်းပြီးအမေကပဲပြုတ်ရောင်းသည်။သူ့တွင်မောင်နှမ9ယောက်ရှိကစင်စင်ရဲရဲနေရရှာသည်သို့တော်မောင်မင်းစော်မှာဆင်းရဲတော်လဲစာတော်ပြီးအကျဉ်းစာရိတ္တကောင်း၍ဆီယာမကမော်နီတာအဖြစ်ခံထားသည်ဆီယာမစကားကိုကြားတော့မောင်မင်းစော်ကထိုင်ရမထားလိုက်ပြီးဒီအခွင့်အရေးကိုကျွန်တော်မယူပါဘူးဆီယာမကျွန်တော်ကအတန်းကောင်းဆောင်ဆိုတော့အမျက်နှာတောင်ခံရအောင်မယ်ဆီယာမခေါ်မဲ့4ယောက်အတွက်မဲနိုင်ပြီးရွေးချယ်တာကောင်းမယ်ထင်ပါတယ်ခမဟုပြောလိုက်သည်တဒန်းလုံးကလည်းထောက်ခံကြသည်ဒေါ်တူစာကကဲကောင်းပြီဒါဆိုလဲမဲနိုင်ယူကြတာပေါ့အောင်ပါလေး4လိပ်ဗလာ6လိပ်အဲ့လိုလိပ်ပြီးခွက်သေးကိုထည့်ပြီးနှိုက်ကြမယ်ဟုပြောလိုက်သည်ဒေါ်သူစာကိုယ်တိုင်ဗလာစာရွက်တစ်ရွက်ကိုအရွယ်အစားတညီတည်းဖြစ်တဲ့စာရွက်ပိုင်းကလေး10ခုဖြစ်အောင်ဖြတ်ပြီး4ခုပေါ်မှာပေါင်မဲအောင်ပါလေးဟုရေးလိုက်သည်တန်6ခုကိုတော့ဗလာဆိုပြီးဘာမှမရေးပဲထားလိုက်သည်တဒန်းလုံးမြင်အောင်စာရွက်ကလေးတွေပြပြီးမှတီးတီးခြားခြားအလိတ်ကလေးများလိမ့်လိုက်သည်ထို့နောက်ခွက်ထဲသို့ထက်ပြီးခောက်လိုက်သည်ကဲဘသူအရင်နှိုက်ကြမလဲဟုမေးလိုက်တော့လူတိုင်းလိုအရင်နှိုက်ချင်ကြသည်ကလေးတွေကအရင်နှိုက်တဲ့သူကပေါက်ဖို့အခွင့်အလမ်းများတယ်ဟုတွေးကြသည်မောင်မင်းစော်တယောက်ပဲကျွန်တော်နောက်ဆုံးမှနှိုက်ပါမယ်ဆရာမဟုပြောလိုက်သည်ရှင်မဲလိုက်ပြီးတော့အခါ3ဦးမှမဲပေါက်သွားသည်ခွက်ထဲတွင်ကျန်နေသောမဲလိမ့်2လိမ့်မှာတလိမ့်ဟာကျင်းသေးအောင်ပါလီပေါက်မဲဖြစ်လိမ့်မည်ထွန်းဆန်းကအချိန်အကြာကြီးရွေးပြီးမှတလိပ်ကိုယူလိုက်သည်မောင်မင်းစော်နှိုက်เสียမလို့တော့နောက်ဆုံးကျန်နေသောမဲလိပ်သည်မောင်မင်းစော်၏မဲလိပ်ပဲဖြစ်လိမ့်မည်ထွန်းဆန်းကသူ၏မဲလိပ်ကလေးကိုဖြေလိုက်တော့ဗလာကျနေသည်တဒန်းလုံးကမောင်မင်းစော်ကိုဩဘာပေးသလိုဩဟစ်ကြသည်မောင်မင်းစော်ကံကောင်းနေဟုလည်းပြောကြသည်ဒေါ်တူစာကမင်းတို့ပြောတဲ့ကံကောင်းနေဆိုတဲ့စကားကမှန်ပါတယ်မောင်မင်းစော်ကအများအတွက်အနစ်နာခံတယ်ကိုကျိုးကိုရှေ့တန်းမတင်ဘူးအဲ့ဒါစိတ်ထားကောင်းတာပဲအဲ့ဒီစိတ်စေတနာနဲ့ညီအောင်လဲမင်းတို့ရှေ့မှာနေပြလုပ်ပြခဲ့တယ်နော်အဲ့ဒါကြောင့်ကံကောင်းတာပဲမင်းတို့လည်းသူ့လိုကံကောင်းခြင်းရင်စိတ်ထားကောင်းကောင်းနဲ့အလုပ်ကောင်းကောင်းကိုလုပ်ကြဟုပြောလိုက်တော့ကံကောင်းတယ်ဆိုတာဘာလဲဆိုတဲ့အဓိပ္ပာယ်ကိုတဒန်းလုံးသဘောပေါက်သွားကြတော့သည်
နားဆင်ပေးခဲ့ကြသောတဦးတစ်ယောက်ချင်းစီအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။တာယာအေးချမ်းသောနေ့ရက်ကလေးများအားပိုင်ဆိုင်နိုင်ကြပါစေရှင်။